2026 ခုနှစ်ဇန်နဝါရီလ22ရက်နေ့နေ့လယ်ပိုင်းမှာပြင်ဦးလွင်မြို့နယ်ကနာမည်ကြီးစာပန်းအိမ်ဘော်ရာဆောင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကဖော်ပြခဲ့ကြပြီးအချိန်မီမီးငြိမ်းသက်နိုင်ခဲ့ပါတယ်။ကျောင်းသားတွေနေထိုင်တဲ့အဆောင်မီးလောင်ကျွမ်းခဲ့တာလို့ဒေသခံတွေကဆိုပြီးတော့တက်ရောက်နေကြတဲ့ကျောင်းသားအများစုဟာတခြားမှာစာသွားတင်နေကြတာကြောင့်ဘေးကင်းခဲ့ကြတယ်လို့ဆိုပါတယ်။မီးလောင်ရခြင်းအကြောင်းရင်းကိုတော့အတိအကျမသိရသေးပဲတခြားအိမ်အဆောင်တွေကိုတော့ကူးဆက်လောင်ကျွမ်းတာမရှိပဲပြင်ဦးလွင်မိသက်အဖွဲ့ကအချိန်မီမီးငြိမ်းသက်နိုင်ခဲ့ကြပါတယ်။မြန်မာနိုင်ငံတဝန်းမြို့ကြီးတွေမှာမီးလောင်ကျွမ်းမှုတွေများပြားလာပြီးတဲ့နောက်ပြင်ဦးလွင်မြို့မှာလည်းအခုလိုမီးလောင်ကျွမ်းမှုကိုကြုံတွေ့လာနေရတာဖြစ်ပြီးကျောင်းသားတွေတော့ဘေးကင်းကြတယ်လို့ဆိုပါတယ်။မီးလောင်တဲ့နေရာကပြင်ဦးလွင်မြို့ရက်ကွက်ကြီး30ပြည်သာယာလမ်းနဲ့ရတနာလမ်းကြားမှာရှိတဲ့အဆောင်ဖြစ်ပြီးမီးလောင်ပြီး18မိနစ်အကြာမှာမီးငြိမ်းသက်နိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။ဒေသခံတွေကတော့ဘော်ရာဆောင်ဖြစ်တဲ့စာပန်းအိမ်အဆောင်တစ်ခုဖြစ်တယ်လို့ပြောဆိုနေကြပြီးတော့မီးလောင်ရခြင်းအကြောင်းရင်းကိုတော့မိသက်ကောသက်ဆိုင်ရာအဆောင်ကပါထုတ်ပြန်ထားတာမရှိသေးပါဘူး။